ဒါကလေးလေးတွေဆွဲကြတို့တခိုးအဝါဖြစ်တော့လမ်းညွန်ပေးလို့လည်းဖြစ်နေကြအောင်မယ်ဒီမှာနဂတ်နောက်ထပ်ဒီမှာနဂတ်တင်ရဟုတ်လားဒါလေး view site တိမ့်မယ်နော်ကဲတားမီတွေမင်္ဂလာပါဟာအိတ်ချင်နေရလားဟမ်စားပြီးကြိုက်လားမစားသေးဘူးလူကမမြင်ရတော့ရှေ့ကပစ္စည်းတွေနဲ့ကွဲနေပစ္စည်းတွေမနေမတော့ပဲလူတဲ့လူရှင်ကလည်းဟိုအမားတို့များကုန်းလုံးတိုင်းများဖွင့်ခိုင်းတယ်လားမသိဘူးကြည့်ရတာဒီလားကုန်းလုံးတိုင်းဖွင့်သိကျင်လားမသိဘူးကဲဒါကတော့ကျွန်တော်တို့ဒီတားမီလေးတွေဒီကိုဘယ်နှကြိမ်မြောက်တော့မတိတဲ့အခောက်ပေါ့ဗျာဘယ်နှကြိမ်လောက်ရှိတုံးလဲကျွန်တော်လည်းမမှတ်မိတော့ဒါဒီကိုခဏတိုင်းလာတဲ့အကြောင်းရင်းကကျွန်တော်တို့စိတ်ဆန္ဒအကြောင်းခဏတိုင်းလာတာမဟုတ်ပါဘူးကျွန်တော်တို့ဒါအလူရှင်လေးတွေကဘိုင်နှိမ့်တက်ပြီးတော့ဒီလူကိုလှူပေးပါဆိုပြီးဘိုင်နှိမ့်တက်ပြီးတော့လှူခိုင်းလို့မလို့ကျွန်တော်တို့ကဒီကိုရောက်လာခြင်းဖြစ်ပါတယ်ဒီတစ်ခေါက်လာရောက်ပြီးတော့လှူဒန်းတဲ့ဥစ္စာတွေကတော့ကျွန်တော်တို့လုံးဝမိဖို့ကြောင့်လုံးပစ္စည်းအပြည့်အစုံပါတယ်ဗျာနော်ဘာတွေပါတော့ကျွန်တော်အရင်ပြောပေးမယ်နော်ဘာတွေပါတယ်လဲဆိုရင်အမားတို့တားမီလေးတွေအတွက်ကျွန်တော်တို့စံနှစ်အိတ်ပါမယ်ကြက်ဥငါးကပ်ပါမယ်စီတပုံးပါမယ်ကြက်သွန်နီပါမယ်ပြီးရင်ဆက်ပြာမှုန့်အမွှေးစီကြက်သွန်ဖြူအချိုမှုန့်နနွန်းမှုန့်မြုပ်တိချမှုန့်နောက်ပြီးတော့အဝတ်စားတွေပါတယ်အဝတ်စားအလူရှင်တူအဝတ်စားအလူရှင်ကျွန်တော်နာမည်မတည်ဘူးဒီနေ့မနက်မှာဒလီနဲ့ရောက်လာလို့မလို့ဟိုရက်ကတော့ကျွန်တော်ဟိုမက်ဆင်ဂျာတိုင်းလှမ်းပြီးတော့လှူထားတာကားတင်ပေးမယ်ဆိုပြီးတော့အခုကူပါထင်တာပဲအလူရှင်နာမည်ကကျွန်တော်လည်းမရောက်လာတော့မသိရသေးဘူးနော်အဝတ်စားကကလေးဝတ်တယောက်ပါတယ်လူကြီးဝတ်တယောက်ပါတယ်နော်ဝတ်စားတွေရှောက်မွေတော့နေဝတ်စားတွေလုံလောက်ပြီနော်ဝတ်စားတွေလုံလောက်ပြီဒီကျွန်တော်တို့ဒီအဝါကိုပြောပေးမယ်ဗာလဲဒီပစ္စည်းတွေဘရိုဒီလှူတဲ့ပစ္စည်းတွေပြောပေးမယ်အလူရှင်ဘယ်လိုတုံးဆိုပြောပေးမယ်နော်အလူရှင်မပြောခင်လေးပါလေအမအရင်တစ်ခေါက်ကဘာတွေလောက်ထားလဲကျွန်တော်လှူတဲ့ငွေတွေလှူတဲ့ငွေအထည်လောက်ထားတယ်ရုပ်သားဟုတ်ကောင်းတယ်အထည်တွေလောက်ထားတယ်ပြီးရင်ဆိုင်ငယ်ဝယ်ဖို့ဆိုင်ငယ်ဝယ်မယ်ကျွန်တော်တို့လက်ရှိကပန်းရောက်နေရနော်ကိုကျွမ်းကျင်တဲ့လုပ်ပဲလုပ်နေတယ်ဟုတ်ပြီနော်လက်ပတ်တယ်မဟုတ်လားအဆင်ပြေသွားပြီအားလုံးဒါကလေးလေးကိုလက်ကဟောက်ကျွန်တော်စစ်ပေးမယ်နော်တို့တားမီလေးတွေကျွန်တော်တေချာလေးစုံမထားတော့တူတို့လည်းဘယ်မှလာရှောက်မလို့ဘူးဒါလေးတွေကဘာအတွက်ကြောင့်ရည်ရွယ်ပြီးတော့လောက်ထားလဲကလေးလေးအတွက်ပေါ့ကလေးလေးအတွက်ကလေးလေးကျမကြီးအတွက်ကျွန်တော်တို့ရှေ့ရေးကျမကြီးလူမှုရေးအစသရပေါ့နော်ကလေးလေးရဲ့နောင်ရေးအတွက်ပေါ့ဒါကလေးလေးတွေဆွဲကြိုးတို့တခိုးအဝါဖြစ်တော့လမ်းညွန်ပေးလို့လည်းဖြစ်နေကြအောင်မယ်ဒီမှာနဂတ်နောက်ထပ်ဒီမှာနဂတ်တင်ရဟုတ်လားဒါလေး view site တိမ့်မယ်နော်အခုလိုမျိုးလေးထိထိရောက်ရောက်လောက်တယ်ဆိုရင်ကိုကျွန်တော်တို့ကဝမ်းသာပီတိဖြစ်ရတယ်ကျွန်တော်တို့လောက်ပေးရတဲ့ဥစ္စာပြင်ပန်းအကျိုးလည်းနှက်တယ်အလူရှင်တွေလှူဒန်းရတာလည်းလှူဒန်းအကျိုးနှက်တယ်နော်ညီမတို့ဟိုလမ်းမော်တစ်ခုရအောင်အားလုံးကဆွဲတင်ခဲ့ပြီးပြီအလူရှင်တွေရောကျွန်တော်တို့ရောဝိုင်းပြီးတော့ကြည့်လားနော်ဒီတစ်ခေါက်အလူရှင်ကျွန်တော်ပြောပေးမယ်ဒီမှာဖုန်းတွေရောပြည့်စုံလာပြီအကုန်လုံးပြည့်စုံလာပြီနော်ကြီးမရောဘလူးကိုင်းတာတော့ဖုန်းကဘလူးကိုင်းတာအောင်ပြောအကုန်လုံးဝိုင်းကိုင်းတာလားမိမိအလုပ်အတွက်အဓိကယူပေးရနော်မိမိတို့ပြင်းမှကြည့်မယ်နော်ကျွန်တော်တို့ဒီစံနေကြောက်ဥတွေစီတွေကြက်သွန်နီတွေအစုံပေါ့ဗျာဆက်ပြမဟုတ်ဘရိုပတီတွေရယ်နော်အဲ့ဒီအတွက်အလူရှင်ကကျွန်တော်တို့ကိုအောင်ဖြိုးမထွေးစိန်မိသားစုအတိုင်းမှာလှူဒန်းခိုင်းတာပါဗျနော်ကိုအောင်ဖြိုးမထွေးစိန်ကလှူဒန်းခိုင်းတယ်အဝတ်စားနှစ်ထုပ်ကကြတော့ကျွန်တော်ပြောလို့အလူရှင်နာမည်မသိလိုက်ဘူးကျွန်တော်လေနော်သူတို့အဲ့ဒီအလူရှင်လှူတယ်ပဲစိတ်ထဲမှာမှတ်ထားလိုက်ပေါ့နော်ဘာပြောကြအောင်မလဲဒီလိုမိဖို့ကြောင်လို့နှစ်ပတ်လေလောက်တော့တွက်လို့ရမယ်ထင်တယ်စီကလည်းပုံးလိုက်ဆိုကြတော့လေနော်ပုံးဝင်ဝယ်ရတာကျွန်တော်အိမ်မှာပုံးဝင်ရှိလို့မလို့အိမ်ကပုံးဝင်နဲ့ထည့်လာလိုက်တယ်နော်ဒီမှာအဲ့ဒါတွေကိုလှူတဲ့အလူရှင်ဘာပြောချင်နေတော့ပြောလာအောင်အလူရှင်ဒီထက်မှစီဝါလက်လောက်ပါလဲတိုးရပါတယ်သမီးတို့လူပါကြောင့်ကတော့ပါတယ်အကုန်လုံးကြောတယ်လာမချီရတာကြာပြီလားလာအောင်မနိုင်နေဘူးရဟောအမလေးလေးတော့ကဲအလူရှင်တွေကိုကြောပါတယ်တဲ့ဒါရှေ့မှာလှူခဲ့တဲ့အလူရှင်တွေရောအခုလှူတဲ့အလူရှင်တွေရောရှင်နေတဲ့အတိုင်းအားလုံးကိုနှစ်ကာနဲ့ကြောပါတယ်တဲ့နော်ကလေးလေးတုတ်ခဲလေးဖြစ်သွားပြီနော်ကလေးနည်းနည်းပူနေလားလို့ကျွန်တော်ပူရလားမသိဘူးရောကျွန်တော်လည်းနေမကောင်းနှာတန်နေထွက်နေရရောကျွန်တော်အကြာကြီးမခေါ်တော့ဘာလို့ကလေးဖျားမှာဆိုလို့အဖျားကူးမှာဆိုလို့နော်အဲ့ဒါဆိုရင်အကုန်လုံးလိုတာလဲဝယ်တယ်အားလုံးအဆင်ပြေသွားပြီလိုတာလည်းကျွန်တော်တို့တော်တော်ကိုမလိုတဲ့ထဲတော့ပါမယ်ထင်တယ်အဝတ်စားတို့ဟိုဘာတော့ဘိုင်ဘာတို့ကမလိုတော့ကျန်တာလေးတွေနှုံးမုံတို့ဘာတို့ပဲလိုမယ်ဟုတ်တယ်နော်ဆေးတွေပါလေဆေးတွေပါလေရန်ထားတယ်နေမကောင်းရင်ချက်ချင်းအပေါ်ရန်တိုက်လို့ရအောင်ပုံးဝင်လေးကအတစ်ဖြတ်ဖြည့်ထားလားဆန်ပုံးဝင်လေးတွေပါလေးတဲ့ဝယ်ထားတာလေးဆန်ထဲတဲ့ပုံးဝင်လေးက
နောက်မှဝယ်တာမဟုတ်လားကျွန်တော်လှူပြီးနောက်မှဝယ်ရမဟုတ်လားဩဟုတ်ပြီကောင်းတယ်လိုအပ်တာတော့ဝယ်ပါကျွန်တော်ပြောလို့စစ်စီတုံးပါဟုတ်ပြီနော်ဂိုင်းကျေးဇူးပါအဲ့ဒါခွင့်ပြုံးပြောင်းမယ်ဂိုင်းကျေးဇူးပါရပြီမိမိရပြီနော်ဒါ10တိတ်မှာတိတ်20ပါဘာကြည့်ရတော့မိမိကဟမ်မခေါ်ဘူးဆိုလို့ကြည့်တော့ဟာလားဟုတ်လားဒီမှာ9တိတ်25တိတ်29တိတ်နဲ့2000ပါဂိုင်းတာမီတူတွေအားလုံးနားထောင်မယ်စကားလေးကိုတန်ဖိုးရှိရှိလေးလေးနက်နက်လေးနားထောင်ပေးနော်ဒီကလေးကိုကျွန်တော်အခုမွေးသားမဲ့လူတွေကအများကြီးရှိတယ်ကျွန်တော်တို့ကြတော့အဲ့စိတ်ဓာတ်ကြီးမမွေးနိုင်ဘူးလေလားဟိုကလေးတယောက်ကိုမွေးသားမဲ့လူလက်ထဲကိုဒီကြံခဲ့တဲ့မိသားစုကတကွဲတပြားနဲ့ဟိုသူများလက်ထဲကိုမပေးရနိုင်ဘူးအဲ့တော့ကျွန်တော်စဉ်းစားတာလေးတစ်ခုရှိတယ်ကျွန်တော်ပြောပေးမယ်အမားတို့ကိုကျွန်တော်တို့အရင်နည်းလေးတစ်ခုလုပ်ပေးမယ်နော်အမားတို့ဘာလုပ်ကင်စားတတ်တော့စဉ်းစားပါအစကအလှရှင်ကကျွန်တော်တို့အလှရှင်တွေကဘယ်လိုတုံးဆိုရင်ရက်ကွက်ကုံစုံနိုင်ပေါ့ရက်ကွက်ကုံစုံနိုင်တော့၎င်းကိုရနိုင်တော့၎င်းကိုလှုပ်စားမဲ့အနေထားလေးကိုသူကတခါတည်းရင်းနှီးခိုင်းတာဒါပေမဲ့ကျွန်တော်ရင်းနှီးခဲ့လို့ရတယ်နောက်ပြန်ဖြစ်ရမယ့်ရင်းနှီးတွေကြတော့အမားတို့ကမတွတ်တက်မချက်တတ်ရင်အဝါဖြစ်နေမှာဆိုလို့ဒီငွေကဆုံးရှုံးသွားမှာအဲ့တော့ကြတော့ကျွန်တော်လောလောဆယ်ကိုအမားတို့ငွေကိုအရင်ဆုံးအပ်ပေးမယ်ဘာလုပ်မလဲအမားတို့စဉ်းစားပြီးရင်ကျွန်တော်နောက်ထပ်4-5ရက်နေပြန်လာမှာနော်ဒီငွေကတော့ကိုဖြိုးကြီးကျမတို့ဘာလုပ်ဖို့စဉ်းစားထားတယ်ဘာလုပ်ဖို့စီစဉ်ဆွဲနေပြီဆိုပြီးတော့ပြန်လုပ်မယ်နော်ချပြရမယ်နော်ဒီငွေကြီးထိုင်းစားနေလို့ကတော့ဘာမှအတုံးခံမှာမဟုတ်ဘူးဟုတ်ပြီနော်လောင်းကစားတွေပါလေလောက်လားမလုပ်ဘူးနော်ပကွင်းညမေးကြည့်မယ်နော်ဟုတ်ပြီအဲ့ဆိုရင်ကျွန်တော်ဒီမိမိလေးကိုလည်းမခေါ်တော့ဘူးဒီမိမိလေးလည်းမခေါ်တော့ဘူးဒီမိမိကြီးလည်းမခေါ်တော့ဘူးဟုတ်ပြီနော်အားလုံးပြုံးပြော်လို့ရတဲ့အနေထားလေးလုပ်ပေးခဲ့မယ်မခေါ်တော့ဘူးနော်ကျွန်တော်ငွေပြောပေးမယ်နော်အလူငွေအပ်ပေးမယ်စုစုပေါင်းငွေကိုအရင်ဆုံးအပ်ပေးမယ်ပြီးကမှတယောက်ချင်းကိုပြန်ပြောပေးမယ်နော်ဒီမှာဒါက10တိန်းတစ်စီးပါဗျနော်ဒါ10တိန်းတစ်စီးပြီးရင်တိန်းမှာ10တိန်းတစ်စီးဒီမှာတိန်း20နော်တိန်း20ဒါကကျွန်တော်တို့ခုနဒီမှာ5တိန်း25တိန်းဒီမှာ2တိန်း2000အဲ့ဆိုကြတော့ဘယ်လောက်လဲ29တိန်းနဲ့2000ဟုတ်ပြီနော်29တိန်း2000နဲ့မှာကျွန်တော်တို့ကအိမ်လားစာတစ်နှစ်စာစီစဉ်ပေးမယ်ကြံတဲ့ငွေအရင်လေးတစ်ခုဖြစ်အောင်လုပ်ပေးမယ်နော်ဒီ9တိန်း2000ကအိမ်လားစာအတွက်လှူထားတဲ့ငွေလက်လာကို6000တစ်နှစ်စာဆိုတော့9တိန်း2000ကျန်တဲ့တိန်း20ကျန်နေတယ်တိန်း20ကိုအနေထားလေးတစ်ခုကျွန်တော်တို့လုပ်ပေးမယ်နော်တိန်း20ဆိုတဲ့အတိုင်းဒါအမားတို့အတွက်စီးပွားရေးတစ်ခုလုပ်လို့ရတယ်ဟုတ်ပြီနော်တချို့4-5တိန်းလောက်နဲ့တောင်မှစီးပွားရေးလုပ်သေးတယ်အဓိကလှုပ်ချင်စိတ်ရှိဖို့ပဲလိုတယ်နော်ဒါကတော့ကျွန်တော်တို့အလူရှင်တွေစူပေါင်းပြီးလှူဒန်းထားတဲ့အလူငွေပြီးရင်အလူရှင်ဘယ်လိုတုံးဆိုတာကျွန်တော်ပြောပေးမယ်ဒါလေးကိုအလူငွေအပ်ပေးရနော်ရောက်အလူငွေလေးလက်ခံအောင်ရောက်ဒါ10တိန်းမှာတိန်း20ပါဘာကြည့်ရတော့မိမိကဟမ်မခေါ်ဘူးဆိုလို့ကြည့်တော့ဟာလားဟုတ်လားဒီမှာ9တိန်း25တိန်း29တိန်းနဲ့2000ပါနော်ဒါ900တာသမီးတွေပြီးတော့ရောက်ပြီးပါမှာရောက်ရှိတဲ့900တာသမီးတွေလှူဒန်းထားတဲ့အလူငွေ9တိန်း2000ကျပ်ဖြစ်ပါတယ်ဗျအလူရှင်စင်းလေးတွေပြီးရင်ကျွန်တော်ပြောပြပါမယ်အလူရှင်တွေကိုဗာပြောချင်နေလဲပြောလိုက်ပါအောင်ကြည့်နေတယ်ကျေးဇူးအများကြီးတင်ပါတယ်စီးပွားရေးတွေလည်းဒီထက်မကတိုးသွားပါစေသမီးတို့လည်းလူနိုင်တန်းနိုင်ပါစေဒီထက်မကဂရီတွေဘလို့ဂရီတွေပေးမလဲပေးလိုက်ဒီကလေးတို့လည်းဘယ်သူ့ဟိုမှမပေးပါဘူးလောကဂရီတစ်လုံးကလွယ်လွယ်မဟုတ်နော်ဂရီဒီမနော်မိမအနေနဲ့ယောက်ျားအနေနဲ့ဂရီတစ်လုံးကတန်ဖိုးထားရတယ်ဟုတ်ပြီနော်ဂရီဒီမယ်ကျန်တဲ့အဖွဲတွေကိုလည်းဘယ်ဖွဲမှချိတ်ပြီးတော့ဒီလိုမျိုးတွေမပေးဖို့ရတယ်မလုပ်ရဘူးဟုတ်ပြီနော်ဘယ်မိဘမဲ့အကြောင်းမှလည်းမပေးရဘူးဘယ်မွေးသားမဲ့လူစီမှလည်းမပေးရဘူးတို့တူအောင်ပဲလှုပ်စားရမယ်ကျွန်တော်လည်းပြန်ပြီးတော့ကြည့်ပေးမယ်ဟုတ်ပြီနော်တက်နိုင်ဆုံးကျွန်တော်အမားတို့မိသားစုလေးကိုပြန်ပြီးကြည့်ပေးမယ်ဟုတ်ပြီနော်ဒါပထမဆုံးအမားတို့ကိုဈေးရင်းနှီးလေးနဲ့လုပ်ပေးတာနော်အိမ်တော့တစ်နှစ်စာလုံးဝမပူရတော့ဟုတ်ပြီနော်ရပြီနော်ကျေးဇူးပါလူရှင်တွေလှူဒန်းပေးတဲ့လူရှင်တွေအားလုံးကျေးဇူးပါ